မင်္ဂလာနံနက်ခင်းပါမင်္ဂလာနံနက်ခင်းပါမင်္ဂလာနေ့လယ်ချိန်ပါမင်္ဂလာနေ့လယ်ချိန်ပါမင်္ဂလာညချမ်းပါမင်္ဂလာညချမ်းပါကောင်းတော်ညပါကောင်းတော်ညပါနေကောင်းလားနေကောင်းရက်လားနေကောင်းလားနေကောင်းရက်လားကောင်းပါတယ်နေကောင်းပါတယ်ကောင်းပါတယ်နေကောင်းပါတယ်โอเคဒီလိုပါပဲကောင်းပါတယ်โอเคဒီလိုပါပဲကောင်းပါတယ်သိမကောင်းဘူးနေမကောင်းဘူးသိမကောင်းဘူးနေမကောင်းဘူးကျွန်တော်ကိုမိတ်ဆက်ပါရစေခင်ဗျာကျမကိုမိတ်ဆက်ပါရစေရှင်ကျွန်တော်ကိုမိတ်ဆက်ပါရစေခင်ဗျာကျမကိုမိတ်ဆက်ပါရစေရှင်ကျမနာမည်မာလီကျမနာမည်မာလီสมชายနဲ့မိတ်ဆက်ပေးပါရစေสมชายနဲ့မိတ်ဆက်ပေးပါရစေခင်ဗျားကိုတွေ့ရတာဝမ်းသာပါတယ်ခင်ဗျားနဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျားကိုတွေ့ရတာဝမ်းသာပါတယ်ခင်ဗျားနဲ့တွေ့ရတာဝမ်းသာပါတယ်နောက်မှပြန်တွေ့ကြမယ်နောက်မှပြန်တွေ့ကြမယ်ကိုဂယုဆိုင်နော်ကိုဂယုဆိုင်နော်ကျွန်တော်အခုပဲသွားရတော့မယ်ကျမအခုပဲသွားရတော့မယ်ကျွန်တော်အခုပဲသွားရတော့မယ်ကျမအခုပဲသွားရတော့မယ်ตาရတော်နေ့ဖြစ်ပါစေตาရတော်နေ့ဖြစ်ပါစေဝမ်းနည်းပါတယ်ဝမ်းနည်းပါတယ်စိတ်မရှိပါနဲ့စိတ်မရှိပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ကျမအပြစ်ပဲကျွန်တော်တောင်းပန်ပါတယ်ကျမအပြစ်ပဲနောက်ကျတဲ့အတွက်ကျွန်တော်ကိုခွင့်လွှတ်ပါနောက်ကျတဲ့အတွက်ကျမကိုခွင့်လွှတ်ပါနောက်ကျတဲ့အတွက်ကျွန်တော်ကိုခွင့်လွှတ်ပါနောက်ကျတဲ့အတွက်ကျမကိုခွင့်လွှတ်ပါကျေးဇူးပြုပြီးကျွန်တော်ကိုအပြင်ထွက်ခွင့်ပြုပါခင်ဗျာကျေးဇူးပြုပြီးကျွန်တော်ကိုအပြင်ထွက်ခွင့်ပြုပါခင်ဗျာကျေးဇူးပြုပြီးကျွန်တော်ကိုအထဲဝင်ခွင့်ပြုပါခင်ဗျာ
ကျေးဇူးပြုပြီးကျွန်တော်ကိုအထဲဝင်ခွင့်ပြုပါခင်ဗျာခင်ဗျာပိုက်ဆံချီလို့ရမလားခင်ဗျာရှင်ပိုက်ဆံချီလို့ရမလားရှင်ခင်ဗျာပိုက်ဆံချီလို့ရမလားခင်ဗျာရှင်ပိုက်ဆံချီလို့ရမလားရှင်ခင်ဗျာရဲ့ကွန်ပျူတာကျွန်တော်သုံးလို့ရမလားရှင်ရဲ့ကွန်ပျူတာကျမသုံးလို့ရမလားခင်ဗျာရဲ့ကွန်ပျူတာကိုကျွန်တော်သုံးလို့ရမလားရှင်ရဲ့ကွန်ပျူတာကိုကျမသုံးလို့ရမလားကျွန်တော်ဒီမှာထိုင်လို့ရမလားကျမဒီမှာထိုင်လို့ရမလားကျွန်တော်ဒီမှာထိုင်လို့ရမလားကျမဒီမှာထိုင်လို့ရမလားတစ်ချက်လောက်ပါခင်ဗျာတစ်ချက်လောက်ပါရှင်တစ်ချက်လောက်ပါခင်ဗျာတစ်ချက်လောက်ပါရှင်ဘယ်အချိန်ရှိပြီလဲအခုဘယ်နှစ်နာရီရှိပြီလဲဘယ်အချိန်ရှိပြီလဲအခုဘယ်နှစ်နာရီရှိပြီလဲကျေးဇူးပြုပြီးကျွန်တော်ကိုအချိန်ပြောပြလို့ရမလားခင်ဗျာကျေးဇူးပြုပြီးကျမကိုအချိန်ပြောပြလို့ရမလားရှင်ကျေးဇူးပြုပြီးကျွန်တော်ကိုအချိန်ပြောပြလို့ရမလားခင်ဗျာကျေးဇူးပြုပြီးကျမကိုအချိန်ပြောပြလို့ရမလားရှင်ဘတ်စကားဘယ်အချိန်မှရောက်လာမလဲခင်ဗျာဘတ်စကားဘယ်အချိန်မှရောက်လာမလဲရှင်ဘတ်စကားဘယ်အချိန်မှရောက်မလဲခင်ဗျာဘတ်စကားဘယ်အချိန်မှရောက်မလဲရှင်10 နာရီထိုးပါပြီ10 နာရီထိုးပါပြီ8 နာရီထိုးပါပြီ8 နာရီထိုးပါပြီ9 နာရီ16 မိနစ်ပါ9 နာရီ16 မိနစ်ပါ10 နာရီခွဲပါပြီ10 နာရီခွဲပါပြီ9 နာရီ15 မိနစ်ရှိပါပြီ9 နာရီ15 မိနစ်ရှိပါပြီ6 နာရီထိုးဖို့15 မိနစ်ပါ6 နာရီထိုးဖို့15 မိနစ်ပါညပန်းကောင်ပါမွန်းသက်ပါညပန်းကောင်ပါမွန်းသက်ပါဒီနေ့ဘာနေ့လဲဒီနေ့ဘယ်နှစ်ရက်နေ့လဲဒီနေ့ဘာနေ့လဲဒီနေ့ဘယ်ရက်နေ့လဲမနေ့ကဘာနေ့လဲမနေ့ကဘယ်နှစ်ရက်နေ့လဲမနေ့ကဘာနေ့လဲမနေ့ကဘယ်နှစ်ရက်နေ့လဲမနက်ဖြန်ဘာနေ့လဲမနက်ဖြန်ဘယ်နှစ်ရက်နေ့လဲမနက်ဖြန်ဘယ်နေ့လဲမနက်ဖြန်ဘယ်နှစ်ရက်နေ့လဲဒီနေ့ကြာတာပတေးနေ့ပါဒီနေ့ကြာတာပတေးနေ့ပါတပတ်ခါဟာဒီဇင်ဘာလ10 ရက်နေ့ဖြစ်ပါတယ်တပတ်ခါဟာဒီဇင်ဘာလ10 ရက်နေ့ဖြစ်ပါတယ်ဒီနေ့ဟာနိုဝင်ဘာလ1 ရက်နေ့ပါ
ဒီနေ့ဟာနိုဝင်ဘာလတရက်နေ့ပါခွဲမြင့်ဘယ်မှာရှိပါလဲခွဲမြင့်ဘယ်မှာရှိပါလဲစစ်တင်ကြိုင်ကုန်းဘယ်လိုသွားရမလဲစစ်တင်ကြိုင်ကိုဘယ်လိုသွားလို့ရမလဲကျွန်တော်အေလဝမ်ရေတခွန်ကိုဘယ်လိုသွားလို့ရမလဲခင်ဗျာကျမအေလဝမ်ရေတခွန်ကိုဘယ်လိုသွားလို့ရမလဲရှင်ကျွန်တော်အေလဝမ်ရေတခွန်ကိုဘယ်လိုသွားလို့ရမလဲခင်ဗျာကျမအေလဝမ်ရေတခွန်ကိုဘယ်လိုသွားလို့ရမလဲရှင်ဒီလမ်းကပါဒီလမ်းကပါရှေ့ဆက်သွားပါရှေ့တက်တက်ဆက်သွားပါရှေ့ဆက်သွားပါရှေ့တက်တက်ဆက်သွားပါဒီလမ်းကိုတက်သွားပါဒီလမ်းကိုဆင်းသွားပါဒီလမ်းကိုတက်သွားပါဒီလမ်းကိုဆင်းသွားပါဒီလမ်းအတိုင်းလျှောက်သွားပါဒီလမ်းအတိုင်းလျှောက်သွားပါဟိုလမ်းကိုဖြတ်ကူးပါဟိုတံတားကိုဖြတ်ကူးပါဟိုလမ်းကိုဖြတ်ကူးပါဟိုတံတားကိုဖြတ်ကူးပါဘယ်ဖက်လက်ပါညာဖက်လက်ပါဘယ်ဖက်လက်ပါညာဖက်လက်ပါရဲစခန်းနဲ့ကပ်ရက်မှာရှိတယ်ရဲစခန်းနဲ့ကပ်ရက်မှာရှိတယ်လမ်းတောက်မှာရှိတယ်လမ်းတောက်မှာရှိတယ်ဆေးရုံနဲ့မျက်နှာချင်းဆိုင်မှာရှိတယ်ဆေးရုံနဲ့မျက်နှာချင်းဆိုင်မှာရှိတယ်ဒီကနေ10ကီလိုမီတာလောက်ရှိပါလိုက်မယ်ဒီကနေ10ကီလိုမီတာလောက်ရှိပါလိုက်မယ်ရာသီဥတုဘယ်လိုနေပါသလဲရာသီဥတုဘယ်လိုနေပါသလဲနေပူတယ်နေပူတယ်မိုးအုပ်တယ်မိုးရွာတယ်မိုးအုပ်တယ်မိုးရွာတယ်နှင်းကြတယ်နှင်းကြတယ်လေမုန်တိုက်ကြတယ်လေမုန်တိုက်ကြတယ်ခြောက်သွေးတယ်ခြောက်သွေးတယ်အပြင်မှာမိုးရွာနေတယ်အပြင်မှာမိုးရွာနေတယ်ကမ်ချနဘူရီမှာမိုးသီးကျနေတယ်ကမ်ချနဘူရီမှာမိုးသီးကျနေတယ်နှွေးထွေးတယ်ပူတယ်နှွေးထွေးတယ်ပူတယ်
ဘာကိစ္စရှိပါသလဲဘာကိစ္စရှိပါသလဲဘယ်လိုနေလဲဘယ်လိုနေလဲနေလို့ခံတာရဲ့လားနေလို့ခံတာရဲ့လားကျွန်တော်နေလို့မကောင်းဘူးကျွန်တော်နေလို့မကောင်းဘူးကျွန်တော်ဖျားရှင်နေတယ်ကျွန်တော်ဖျားရှင်နေတယ်ကျွန်တော်နေမကောင်းဘူးဖျားတယ်ကျွန်တော်နေမကောင်းဘူးဖျားတယ်ကျွန်တော်ခေါင်းကိုက်တယ်ကျွန်တော်ခေါင်းကိုက်တယ်ကျွန်တော်သွားကိုက်တယ်ကျွန်တော်သွားကိုက်တယ်ကျွန်တော်ချောင်းဆိုးတယ်ကျွန်တော်ချောင်းဆိုးတယ်ကျွန်တော်အေးမိတ်တယ်ကျွန်တော်အေးမိတ်တယ်ကျွန်တော်မှာအဖျားရှိတယ်ကျွန်တော်မှာဖျားရှိတယ်ကျွန်တော်ဝန်းလျှောတယ်ကျွန်တော်ဝန်းလျှောတယ်စိတ်တင်ထားပါစိတ်တင်ထားပါသိပ်ပြီးဝမ်းမနေပါနဲ့စိတ်ပြီးဝမ်းမနေပါနဲ့မစိုးရိမ်ပါနဲ့မစိုးရိမ်ပါနဲ့စိတ်အေးအေးထားပါစိတ်အေးအေးထားပါမြန်မြန်နေကောင်းပါစေမြန်မြန်နေကောင်းပါစေအောင်မြင်မှုအတွက်ဝမ်းသာပါတယ်အောင်မြင်မှုအတွက်ဝမ်းသာပါတယ်ကံကောင်းပါစေကံကောင်းပါစေစုမုံကောင်းများဖြင့်စုမုံကောင်းများဖြင့်နှစ်သစ်မင်္ဂလာပါနှစ်သစ်မင်္ဂလာပါဘယ်လောက်ပါလဲဘယ်လောက်ကြပါလဲဘယ်လောက်ပါလဲဘယ်လောက်ကြပါလဲဒီဟာအားလုံးဘယ်လောက်ပါလဲဒီဟာအားလုံးဘယ်လောက်ပါလဲဈေးဘယ်လောက်ပါလဲဘယ်လောက်ဈေးနဲ့ရောင်းပါလဲဈေးဘယ်လောက်ပါလဲဘယ်လောက်ဈေးနဲ့ရောင်းပါလဲဘယ်လောက်ဈေးလဲဆိုတာစစ်ပေးပါဘယ်လောက်ဈေးလဲဆိုတာစစ်ပေးပါဈေးအရန်တော်တယ်ဈေးအရန်တော်တယ်ဈေးသိပ်ကြီးတယ်ဈေးသိပ်ကြီးတယ်ဈေးနည်းနည်းလျှော့ပေးလို့ရမလား
ဈေးနည်းနည်းလျှော့ပေးလို့ရမလားကျွန်တော်မှာငွေ100ပဲရှိတယ်ကျွန်တော်မှာငွေ100ပဲရှိတယ်တတိထားခွေးတတိပြုတ်ပါဆက်နဲ့ဝေးနေပါတကားပေါက်ကိုမမှီပါနဲ့တကားပေါင်ကိုမမှီပါနဲ့တလိษံကိုအစာမကျွေးနဲ့ကျွန်တော်ငွေထုတ်ချင်ပါတယ်ကျေးဇူးပြုပြီးဒီချက်လက်မှတ်ကိုကျွန်တော်ဘဏ်စာရင်းထဲထည့်မယ်ကျေးဇူးပြုပြီးဒီချက်လက်မှတ်ကိုကျွန်တော်ပတ်စံစာရင်းထဲထည့်မယ်ကျွန်တော်ငွေပို့ချင်ပါတယ်ခင်ဗျာကျွန်တော်ငွေပို့ချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဘဏ်လက်ကျန်ငွေစာရင်းကိုတွက်ပေးပါခင်ဗျာကျွန်တော်ရဲ့ဘဏ်လက်ကျန်ငွေစာရင်းကိုတွက်ပေးပါခင်ဗျာကျွန်တော်စာရင်းဖွင့်ချင်တယ်ကျွန်တော်စာရင်းပေးချင်တယ်ခင်ဗျာကျွန်တော်စာရင်းဖွင့်ချင်တယ်ကျွန်တော်စာရင်းပေးချင်တယ်ခင်ဗျာကျွန်တော်ငွေလဲချင်ပါတယ်ခင်ဗျာကျွန်တော်ငွေလဲချင်ပါတယ်ခင်ဗျာဒေါ်လာနဲ့ထိုင်းဘတ်ငွေလဲဈေးဘယ်လောက်ရှိလဲဒေါ်လာနဲ့ထိုင်းဘတ်ငွေလဲဈေးဘယ်လောက်ရှိလဲကျွန်တော်စပွဲတပွဲကိုကြိုတင်ယူထားချင်တယ်ကျွန်တော်စပွဲတပွဲကိုကြိုတင်ယူထားချင်တယ်အားတဲ့စပွဲရှိပါလားต้มยำกุ้งကိုမှာချင်တယ်ต้มยำกุ้งကိုမှာချင်တယ်ဒီနေ့ဘာရှိသလဲအထူးစပယ်ရှယ်ရှိလားငွေရှင်းမယ်အစားအစာအရသာကောင်းတယ်ဟယ်လိုရုပ်စကားပြောနေပါတယ်မာနာနဲ့စကားပြောလို့ရမလားခင်ဗျာမာနာနဲ့စကားပြောလို့ရမလားရှင်မာနာနဲ့စကားပြောလို့ရမလားခင်ဗျာမာနာနဲ့စကားပြောလို့ရမလားရှင်
ခဏစောက်ပါခင်ဗျာခဏစောက်ပါရှင်ခဏစောက်ပါခင်ဗျာခဏစောက်ပါရှင်စောက်ခိုင်းထားရဲ့အတွက် sorry ပါခင်ဗျာစောက်ခိုင်းထားရဲ့အတွက် sorry ပါရှင်စောက်ခိုင်းထားအတွက် sorry ပါခင်ဗျာစောက်ခိုင်းထားအတွက် sorry ပါရှင်မှားထားခဲလို့ရမလားခင်ဗျာမှားထားခဲလို့ရမလားရှင်မှားထားခဲလို့ရမလားခင်ဗျာမှားထားခဲလို့ရမလားရှင်ကျွန်တော်ဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်ကကျွန်တော်နောက်မှပြန်ခေါ်မယ်ကျွန်တော်နောက်မှပြန်ခေါ်မယ်အခန်းတစ်ခန်းလောက်ကြိုပြီးငှားချင်တယ်အခန်းတစ်ခန်းလောက်ကြိုပြီးငှားချင်တယ်အခန်းလို့ရှိသလားခင်ဗျာအခန်းလို့ရှိသလားရှင်အခန်းလို့ရှိသလားခင်ဗျာအခန်းလို့ရှိသလားရှင်ကျဲငါးပွင့်အစင်ဟိုတယ်လားခင်ဗျာကျဲငါးပွင့်အစင်ဟိုတယ်လားရှင်ကျဲငါးပွင့်အစင်ဟိုတယ်လားခင်ဗျာကျဲငါးပွင့်အစင်ဟိုတယ်လားရှင်အခန်းကိုတစ်ချက်လောက်ကြည့်လို့ရမလားခင်ဗျာအခန်းကိုတစ်ချက်လောက်ကြည့်လို့ရမလားရှင်အခန်းကိုတစ်ချက်လောက်ကြည့်လို့ရမလားခင်ဗျာအခန်းကိုတစ်ချက်လောက်ကြည့်လို့ရမလားရှင်တစ်ယောက်ခန်းလို့ချင်ပါတယ်နှစ်ယောက်ခန်းလို့ချင်ပါတယ်တစ်ယောက်ခန်းလို့ချင်ပါတယ်နှစ်ယောက်ခန်းလို့ချင်ပါတယ်တခန်းကိုဘယ်လောက်လဲတခန်းကိုဘယ်လောက်လဲမနက်စာအတွက်ပါပြီးသလားခင်ဗျာမနက်စာအတွက်ပါပြီးသလားခင်ဗျာโอเคဒီအခန်းကိုယူမယ်ခင်ဗျာโอเคဒီအခန်းကိုယူမယ်ရှင်โอเคဒီအခန်းကိုယူမယ်ခင်ဗျာโอเคဒီအခန်းကိုယူမယ်ရှင်